မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေဘဝဆိုဒီမှာခန္ဓာလေးမှနှုတ်ခွန်းဆက်သားလိုက်ပါတယ်ဒီစီစဉ်ကိုဆ iam မလိုင်းမှတင်ဆက်ပေးထားတာဖြစ်ပါတယ်မင်္ဂလာပါလူရဲ့သဘောတဘာဝကဝါကြွားတတ်ကြပါတယ်ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေအောင်မြင်မှုတော်ချင်းတက်ချင်းအပေါ်မှာဝါကြွားတာမျိုးတချို့ကကိုကဘာမှမလုပ်ကိုလုပ်တဲ့တီးတီးလေးအပေါ်မှာခက်ကြီးကြီးဖြစ်အောင်လေလုံးထွားပြီးဝါကြွားတာလည်းတွေ့ရပါတယ်ဒါကြောင့်ဝါကြွားခြင်းဟာကျမတို့ဘဝအတွက်ကောင်းကျိုးမပေးတဲ့အပြုအမူတစ်ခုဖြစ်တဲ့အတွက်ကြောင့်ရှောင်ရှားတဲ့အကြောင်းအနည်းငယ်တင်ပြလိုက်ရပါတယ်လူတူတယောက်ဟာသူ့ရဲ့အောင်မြင်မှုတစ်ခုအတွက်ဖြစ်ဖြစ်သူကြိုးစားအားထုတ်လို့ရလာတဲ့ရလဒ်တစ်ခုအတွက်ကျမတို့ကသူ့ကိုဝန်တာတဲ့အကြောင်းဂုဏ်ပြုပေးတာဖြစ်ပါတယ်ဥပမာသူဘွဲရတာပဲဖြစ်ဖြစ်အလုပ်တစ်ခုရတဲ့အတွက်ကြောင့်ဂုဏ်ယူပါတယ်စသဖြင့်ချီးကျူးစကားပြောတဲ့လက်ဆောင်ပေးတာမျိုးဖြစ်ပါတယ်ဒါကအပြုသဘောဆောင်ပါတယ်ဝါကြွားခြင်းဆိုတာကငါပြင်းဘယ်သူမှမရှိဘူးမတော်ဘူးဆိုတဲ့မာမနတ်သဘောလေးပါပါတယ်ဥပမာဒီကျောင်းတစ်ကျောင်းမှာအားကစားသမားတွေအားလုံးဘတ်စကတ်ဘောကစားကြတဲ့အထက်မှာသူကအကောင်းဆုံးအတော်ဆုံးဖြစ်တယ်အဲ့ဒါမှသူကမာမနတ်ကြီးစိတ်နဲ့ငါထက်ဘယ်သူမှမတော်ဘူးဆိုတဲ့ဝါကြွားစိတ်တွေဝင်သွားတာမျိုးဖြစ်ပါတယ်ပြီးတော့ငါရဲ့ကားငါရဲ့ဖုန်းပေါ့နော် modern အတစ်တစ်ခုရပြီဆိုရင်လည်းကျမတို့ကဒီဝါကြွားတတ်တဲ့စိတ်ကလေးတွေရှိပါတယ်။တမန်ကျမ်းစာထဲမှာတော့ကျမတို့ကိုမဝါကြွားဖို့တွင်တင်ထားတာတွေ့ရပါတယ်။ထာဝရဘုရားမိန့်တော်မူသည်ကပညာရှိသောသူသည်မိမိပညာ၌မဝါကြွားစေနှင့်။ခွန်အားကြီးသောသူသည်မိမိခွန်အား၌မဝါကြွားစေနှင့်။ဥစ္စာရတတ်သောသူသည်မိမိဥစ္စာ၌မဝါကြွားစေနှင့်လို့ဖော်ပြထားပါတယ်။ဆိုလိုတဲ့အတိတ်ပဲကဒီကနေ့လူတွေကပညာတွေတက်တဲ့တော်တယ်ဆိုရင်ဝါကြွားတဲ့စိတ်တွေရှိတဲ့အတွက်ကြောင့်မဝါကြွားပါနဲ့။ပြီးရင်ကိုယ့်ရဲ့ဥစ္စာတွေပိုင်ဆိုင်မှုတွေကိုမှဘယ်လောက်ရှိတယ်ဆိုတာကိုလည်းပြောပြချင်းကြွားချင်ကြတဲ့အရာတွေဖြစ်တာကိုလည်းမကြွားပါနဲ့။ပြီးတော့ကိုကတော်နိုင်တယ်တက်နိုင်တယ်ခွန်အားရှိတယ်ငါတက်ဆွမ်းနိုင်တယ်လုံနိုင်တယ်ဆိုတဲ့မိမိရဲ့ခွန်အားပေါ်မှာလည်းမဝါကြွားပါနဲ့လို့အတိအလင်းဖော်ပြထားပါတယ်ပြီးတော့ဘာသာရေးပုဂ္ဂိုလ်တွေဟာသူတို့ရဲ့အကျင့်တီလာကောင်းမွန်တယ်လူစင်တတ်ရှင်းတယ်ဖြောင့်မတ်တယ်ပြီးလူနိုင်တယ်ဆိုတာကိုလူအများကိုသိစေခြင်းတဲ့စိတ်ရှိပါတယ်အဲ့ဒါကိုသခင်ယေရှုခရစ်တော်ကဘလို့တွင်တင်ထားလဲဆိုလို့ရှိရင်ကိုယ့်ရဲ့အကျင့်တီလာကောင်းတာတွေကိုလူအများတွေကိုမပြပါနဲ့ရှင်းရှင်းလင်းလင်းပြောထားတယ်ကိုယ့်ရဲ့ပေးလူတဲ့အရာတွေကိုလည်းတကယ်လူများတွေသိအောင်ချီးမွမ်းစရာငါဘယ်လောက်လူတယ်ဆိုတာကိုလည်းမသိစေပါနဲ့ပြီးတော့ပေးလူရမယ်ဒါပေမဲ့ကိုယ့်ရဲ့ဒီဘယ်လက်ကပေးတာညာဘက်လက်ကမသိစေနဲ့ညာဘက်လက်ကပေးတာဘယ်လက်ကမသိစေနဲ့ဆိုပြီးတော့ဒီရှမတ်တဲ့ခရစ်မှာလည်းတွင်တင်ထားတာတွေ့ရပါတယ်လူများတို့မြင်စေခြင်းကကိုတီလက်အကျင့်ကိုသူရှေ့မောင်း၌မကျင့်မီအကြောင်းတတိပြုကြလော့တင်းဒီအလူဒါနကိုပြီးသောအခါရွှဲသောသူတို့သည်လူအများကြီးအမွှမ်းကိုခံလို၍ပွဲတွင်လမ်းခရီး၌မိမိတို့ရှေ့မှတဘိုးခရမှုတ်စီသည်နိတူမပြုနှင့်ဒီနေ့တကယ်ပဲရိုးရိုးကလေးကျမတို့လှုပ်ဆောင်ဖို့သခင်ယေရှုကအလိုရှိပါတယ်ဒီတမန်ကျမ်းစာထဲကပါရိရှဲတို့ဒီတကယ်ဘာသာရေးပုဂ္ဂိုလ်တွေကသူတို့ဆွတောင်းအားလဲကြီးတယ်သူတို့အစာရှောင်တတ်တယ်ဒါပေမဲ့သူတို့ဆွတောင်းတဲ့အခါမှာလူအများသိစေဖို့အတွက်လမ်းဆောင်လမ်းဝမှာဆွတောင်းကြတယ်ပြီးရင်အစာရှောင်တယ်ဆိုရင်လည်းသူတို့အစာရှောင်တဲ့ဟာအစာမစားရတဲ့အကြောင်းညှိုးငယ်တဲ့မျက်နှာလေးတွေကိုဖော်ပြတတ်ကြတယ်ဒါတွေကိုသခင်ယေရှုကအလိုမရှိပါဘူးဆွတောင်းတဲ့အခါမှာတကယ်ပဲစိတ်ငြိမ်တဲ့အခါမှာလူသူမသိတဲ့နေရာမှာတောင်းပါအဲ့ခါတကယ်ပဲဖခင်ကအားလုံးကိုသိတဲ့ဖခင်ဖြစ်တယ်အတိတ်ကကျမတို့ရဲ့နှလုံးသားကမကြွားဝါဖို့ရိုးရိုးသားသားလေးလှုပ်ဆောင်ဖို့ပဲဖြစ်ပါတယ်ညီမစုပ်ကပုံလေးတစ်ခုမှာတော့ဘဝမှာရိုးရိုးကြင့်မြင့်မြင့်ကြံဖို့အဆိုတစ်ခုရှိပါတယ်ဆိုလိုတာကကျမတို့ရိုးရိုးသားသားလေးနဲ့လုံနိုင်ရင်လည်းလုံနိုင်တယ်မလုံနိုင်ရင်လည်းမလုံနိုင်ဘူးစိတ်ရှင်းပြီးတော့သူတစ်ပါးကိုဝါကြွားဖို့တိဖို့
အဲ့ဒါကကျမတို့ရဲ့ဒီပုံမှန်မဟုတ်ပါဘူးဒီကနေ့လူတွေကလေလုံးကြီးပြီးတော့ကိုကလည်းမလုံနိုင်ဘူးလေလုံးကြီးပြီးတော့ပြောတဲ့သူတွေကိုလည်းတွေ့ဖူးပါတယ်ပညာရှိရှောလမုန်မင်းကြီးရဲ့ဒီတုတ်တန်ကျမ်းမှာတော့ဗာပြောထားလဲဆိုရင်ပေးမည်ဟုဝါကြွား၍မပေးဘဲနေသောသူသည်မိုးရိပ်မပါသောတိမ်နှင့်လေကဲ့သို့ဖြစ်၏ဆိုလိုတာကခုနပြောသလိုပေးမယ်လို့ကလည်းဝါကြွားပြီးတော့ပြောတယ်တကယ်တမ်းကျတော့လည်းမပေးနိုင်ဘူးဆိုရင်အဲ့လူတွေကသူတို့ရဲ့စကားကအချင်းကြီးဖြစ်တယ်မိုးရိပ်မပါတဲ့တိမ်လိုပဲဖြစ်တယ်ဆိုတာလေးကိုဖော်ပြထားတာတွေ့ရပါတယ်တချို့ကကိုယ့်ကိုအထင်ကြီးအောင်ပေါ့နော်လေလုံးထွားပြီးပြောတာရှိတယ်တချို့ကလည်းကိုယ့်ကိုအထင်သေးမှစိုးလို့ဆိုပြီးတော့တကယ်လည်းမဟုတ်ဘဲနဲ့ဟန်ဆောင်ပြီးတော့ကြွားသွားတာလည်းတွေ့ရတတ်ပါတယ်ဒီလိုလူမျိုးတွေကိုကျမတို့ပတ်ဝန်းကျင်မှာတွေ့ရတတ်ပါတယ်ဒါကြောင့်အဲ့လိုမျိုးဝါကြွားတဲ့လူတွေကအဆုံးမှာအဆက်ခွဲခြင်းဖြစ်စေတတ်၏အချင်းကြီးစကားတွေပြောတယ်အကျိုးမရှိတဲ့စကားတွေကြောင့်သူတို့ဘဝမှာဒီဆုံးရှုံးခြင်းတွေတွေ့ရမယ်ဆိုတာတမန်ကျမ်းစာမှာလည်းရှိပါတယ်ရှင်ရကုတ်ဩဝါဒစာမှာယခုတင်တို့သည်မိမိထောင်လွှားခြင်း၌ဝါကြွားကြသည်၏ထို့သောဝါကြွားခြင်းရှိသည်မြသည်မကောင်းမသင့်ဖြစ်၏ဆိုလိုတဲ့အတိတ်ပဲကဒီနေ့ကျမတို့မာနထောင်လွှားတယ်ငါတော်တယ်ငါတက်တယ်ဆိုတဲ့အရာတွေဟာမကောင်းတဲ့အရာဖြစ်တယ်အချက်ခွဲစေတတ်တယ်ဆိုတဲ့အကြောင်းကိုအကြည့်လင်းဖော်ပြထားပါတယ်တမန်တော်ရှင်ပေါလုရဲ့ဝါကြွားခြင်းနဲ့ပတ်သက်ပြီးတော့အကြောင်းအရာကိုလည်းကောရိန္သုဩဝါဒစာမှာတွေ့ရပါတယ်ဒီနေ့လူတွေဟာအမျိုးမျိုးရှိကြပါတယ်တချို့ကပညာတတ်တယ်ပညာမတတ်ဘူးတချို့ကအစွမ်းတတ္တိရှိကြတယ်တချို့ကအစွမ်းတတ္တိမရှိဘူးတချို့ကမင်းမျိုးမင်းနွယ်ရှိတယ်လူဂုံတန်းတွေရှိတယ်တချို့ကဆင်းရဲသားတွေရှိတယ်အားနည်းတဲ့သူတွေရှိတယ်ဒါပေမဲ့ဒီလိုအမျိုးမျိုးထဲမှာဖျားကကျမတို့ကိုဒီရွေးကောက်တယ်ရွေးကောက်တဲ့အခါမှာကျမတို့တော်လို့တက်လို့မဟုတ်ဘူးဖျားကဒီမရေမရတဲ့သူတွေဆင်းရဲတဲ့သူတွေရုပ်လှမြတ်မရွေးသူကျမတို့ကိုချစ်တယ်ဒါကြောင့်ဒီဖျားသခင်ရှိမှကျမတို့ဘာမှဝါကြွားစရာအကြောင်းမရှိပါဘူးဆိုပြီးတော့ဖော်ပြထားပါတယ်ထို့ကြောင့်ဖျားသခင်ရှိ၌အဘယ်သူမျှဝါကြွားစရာအကြောင်းမရှိဆိုပြီးတော့ဖော်ပြထားပါတယ်ဘုရားသခင်အားဖြင့်ကျမတို့ကပညာတတ်ဖြစ်လာမယ်တန်ရှင်ပြောင်းမတဲ့သူဖြစ်လာမယ်ဒီနေ့သူ့ရဲ့ဒီအစွမ်းအစအားဖြင့်ပဲဖြစ်ပါတယ်ကျမတို့ရဲ့လှုပ်ဆောင်တဲ့အရာတခုမှမပါပါဘူးတကယ်လို့ကျမတို့ကြွားဝါခြင်းလဲဆိုတော့မှဘုရားသခင်အားဖြင့်ဘုရားသခင်၌သာလေဝါကြွားနိုင်ပါတယ်ဆိုတဲ့အရာလေးကိုလည်းတွေ့ရပါတယ်ကိုယ့်ရဲ့အစွမ်းအစအားဖြင့်မဟုတ်တဲ့အတွက်ကြောင့်ကိုဝါကြွားစရာမလိုပါဘူးပြီးတော့ကျမတို့ကယ်တင်ခြင်းရရှိတာကလည်းကျမတို့ရဲ့ကြိုးစားအားထုတ်မှုကြောင့်မဟုတ်ပါဘူးဘုရားသခင်ရဲ့ကြီးစုတော်ကြောင့်ကျမတို့ကိုတနာခြင်းကရုဏာကြောင့်ကျမတို့ကယ်တင်ခြင်းကိုရရှိတာဖြစ်ပါတယ်ဒါကြောင့်အပေသူများဝါကြွားစရာအခွင့်မရှိဆိုပြီးတော့အေဖေဩဝါဒစာမှာလည်းတွေ့ရှိရပါတယ်ဒါကြောင့်ဒီကနေ့ဒီကြွားဝါခြင်းဟာမမာနထောင်လွှားတာလည်းဖြစ်တယ်စာတန်ရဲ့သဘောတဘာဝဒီလည်းဖြစ်ပါတယ်စာတန်ကဖျားကိုသူကငါလည်းတကူရှိတယ်ငါလည်းတက်နိုင်တယ်ဆိုတော့ဝါကြွားတယ်သူနဲ့ရှင်ပြိုင်တယ်ဒါကြောင့်သူဟာဖျားထံမှနှင်ထုတ်ခြင်းကိုခံရတယ်ပြီးတော့သူကဖျားရဲ့လူတွေကိုလည်းအမြဲတမ်းဒီတွေးဆောင်တယ်အာရနဲ့ဧဝအခုအေဒင်ဥယျာဉ်ထဲမှာနေတဲ့အခါမှာဒီအတီးတီးကိုမစားနဲ့လို့ပြညတ်ထားပေမဲ့လည်းမင်းတို့စားရင်ဖျားကဲ့သို့ဖြစ်လိမ့်မယ်ဆိုပြီးတော့ပြောတဲ့အခါမှာဒီလူရဲ့သဘောတဘာဝကတကိုးရှိမယ်ဖျားလိုဖြစ်မယ်ဆိုတဲ့စိတ်တွေရှိလာတယ်ဝါကြွားခြင်းနဲ့အပြစ်ကိုကျမတို့ကကျူးလွန်မိကြတယ်ဒါကြောင့်ဝါကြွားခြင်းကကျမတို့ကိုရှက်ကြောက်ခြင်းအပြစ်ဖြစ်စေတဲ့အတွက်ကြောင့်သက်တမ်းမှာနှိမ့်ချစွာနဲ့ကျမတို့ရိုးရိုးတသားလေးနေထိုင်သက်ရှင်ဖို့ဖြစ်ပါတယ်။ဒီလိုချို့အနေနဲ့ချစ်တော်ညီကိုမောင်နှမပေါင်းတို့ဘဝမှာကျမတို့ရိုးရိုးလေးအသက်ရှင်နေထိုင်တယ်ဆိုရင်စိတ်ချမ်းသာမှုစိတ်သက်သာမှုရရှိနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ဒီကနေ့လူတွေဟာမာနနဲ့ထောင်လွှမ်းပြီးတော့ဒီမောက်မာတဲ့ဝါကြွားတဲ့စိတ်တွေနဲ့အသက်ရှင်နေကြတဲ့ဇာတိစိတ်တွေလွှမ်းမိုးလာတဲ့အခါမှာကျမတို့ကစူးကျူးတွေပဲတွေ့ရှိရမှာဖြစ်ပါတယ်
ဒီဘဝဟာတို့တောင်းလှပြီးတော့အခုငွေပမာပဲဖြစ်တဲ့အတွက်ကြောင့်ကျမတို့မနေ့ဖြန်နေ့ကိုအမိပြုပြီးတော့မဝါကြွားပါနဲ့လို့တမန်ကျမ်းစာဖော်ပြထားတဲ့အတိုင်းရိုးရိုးသားသားနှိမ့်ချတဲ့စိတ်နဲ့အသက်ရှင်ကြပါစို့လို့အနေငယ်ဝေမျှလိုက်ရပါတယ်အားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေWhat's I'm low, Tom was I'm low. The key shape my, the tari babe, the shin of shibu. Do to babe, sit down in shibu, gonna not below. The key shape my, Lurai to babe, the shin of shibu. Let me so low, the Marishi nele, the Maritik nele. Ready to change up your way. Lonely a crypto, think or I play call I can't move away. Where down with him lobo, where down with him low jumbo way. Don't do babe, can you shame up the one? You thought them she will hey. I love to be. Joys I'm low, town laws I'm low. The key shake my, the tari babe, the shin of shibu. Do to babe, sit down in shibu, gonna not low. The key shake my, Lurai to babe, the shin of shibu. Let me so low, the Marishi nele, the Maritik nele. Ready to change up your way. Lonely a crypto, think or I play call I can't move away. Where down move him low, where down move him low jumbo way. Don't do babe, can you shame up the one? You thought them she will hey. I love to be. Shame of the man, you thought them she will hey. I love to be. I love to be. I love to be. I love to Word of Hope မှာထုတ်ဝေထားသောခွန်အားပေးစာအုပ်ငယ်လေးများကိုအခမဲ့မှာယူဖတ်ရှုနိုင်ပါတယ်။မှာယူလိုပါက39 85 298 511တို့ဆက်သွယ်မှာယူနိုင်ပါတယ်။ရောက်စီတိုင်းပေါ်ဘုရားသခင်ကောင်းချီးပေးပါစေ။